ကိုဆောင်းရတာဟုတ်လားအဲ့ဒီလိုနဲ့မင်းကတော့ဘဝလေးမြင့်ကြီးဘုရားတော်ရဲ့နာမည်ကသူမေတာအဲ့ဒီသူမေတာရှင်ရဲ့သိကစီးစိမ်တွေအကုန်ဆွန့်ပြီးတော့ယတိယဟန်ပြုတော့ဇာမင်းကြီးနေရတယ်နောက်တော့ဦးဇင်းတို့ဒီပင်ကလာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကလာမယ့်လေးသိချင်းတဲ့ကမ္ဘာတိန်ကာလဗဒ္ဒကဘာမှာဂေါရမလို့အမည်ရတဲ့ဘုရားဖြစ်လိမ့်မယ်လို့ဗျာဒိတ်စကားပါလေမိတ်ကြားတယ်ဗျာဒိတ်ဆိုတာကောင်းကင်ကြောင်းလေးတဲ့ဘေးဟာပြည်ကြီးပေါ်မှာပြန်ကျဖို့မလွယ်တယ်လို့မှန်တဲ့စကားကိုဗျာဒိတ်လို့ခေါ်တယ်နော်ဟုတ်လားထွက်လာတဲ့နေဟာဝင်ဖို့မလွယ်တယ်လို့မှန်တဲ့စကားကိုဗျာဒိတ်လို့ခေါ်တယ်မွေးလာတဲ့တတ္တဝါသေဖို့မလွယ်တယ်လို့မှန်တဲ့စကားကိုဗျာဒိတ်လို့ခေါ်တယ်ဟုတ်လားဒီတော့ဘုရားတော်ကနာမည်ကြီးတယ်ဟာဒါဘုရားဖြစ်မဲ့ဘုရားမျိုးစီတယ်တစ်ချိန်ချိန်မှာဘုရားဖြစ်မဲ့ဘုရားအညွန့်နဲ့ဘုရားအလောင်းနဲ့ဘုရားအလျာတွေမြတ်စွာဘုရားလောင်းကိုအဲ့လိုသိတယ်အဲ့ဒီတော့ဘုရားလောင်းဖြစ်တဲ့သူမေတ္တာနဲ့လူဖြစ်စဉ်တုန်းကတငယ်ချင်းဖြစ်ခဲ့တဲ့မေဃလူလင်ဆိုတာရှိနော်အဲ့ဒီမေဃလူလင်ကစဉ်းစားတယ်ကြည်စမ်းငါတငယ်ချင်းသူမေတ္တာဟာလေအခုရသေးဝတ်ပြီးတော့ဇာမင်းချင်းနဲ့ပြည်လုံးလေးနောက်တစ်ချိန်မှလည်းပဲဂေါရမလို့အမိရတဲ့ဘုရားဖြစ်အောင်မတည်းဒီတော့ငါသူနဲ့တိုးရဲလိုက်ပြီးတော့ဝကြီးဝငယ်ပြုတ်ပြီးတော့သူ့ရဲ့တပည့်ခံပြီးတော့သူနဲ့ပေါင်းသိရရင်တော့ငါအတွက်အများကြီးအကျိုးရှိပါပဲသူဘုရားဖြစ်ရင်ငါယဟန္တာတော့အနည်းဆုံးဖြစ်မှာပဲအဲ့ဒါလိုမျှော်လင့်ချက်ကလေးသူတော်တော်ကောင်းတယ်နော်အဲ့ဒါနဲ့သူလည်းသူ့ရဲ့ရှိတဲ့စည်းစိမ်ကိုအကုန်လုံးစွန့်ပြီးတော့ဘုရားလောင်းရှိတဲ့နိမွန်တာတော်လေးကိုလိုက်သွားတာလိုက်သွားပြီးတော့သူဟာရုပ်ပြီးတော့ယသိဝတ်ယသိဝတ်ပြီးတော့တရားတွေသူကိုယ်တိုင်ကျင့်တယ်အဲဒီလိုကျင့်နေရင်းနဲ့ယသိဘဝပျော်နေရင်းနဲ့ကံဆိုးကျင်တော့ဘာဖြစ်တုံဆိုတော့အဲ့ဒီဘုရားလောင်းသတင်းသုံးနေတဲ့နေရာသားကိုလေအကျင့်စာရိတ္တမကောင်းတဲ့စိတ်ဓာတ်မကောင်းတဲ့ယသိတစ်ပါးရောက်လာတယ်လို့ဆိုတယ်ဟုတ်လားရောက်လာတဲ့အခါကျတော့တိုးထဲမှာလူကလည်းသိကြည့်တာဘုရားပေါင်းတရားတင်းနေရတာလည်းသိမရှိတော့ယခုနကတော့မေဃယသိလေးဟာလေဘုရားတော်ယသိရဲ့ကျက်ွယ်မှာတစ်ခါသွားပြီးတော့အဲ့ဒီယသိစိတ်ကမကောင်းတဲ့ယသိနဲ့သွားပြီးတော့စကားပြောတာနော်အဲ့ဒီလိုစကားပြောရင်းနဲ့သင်မင်းရင်းနှီးမှုဖြစ်လာတာဖြစ်လာတော့နောက်တော့ဘာဖြစ်တော့ဆိုတော့သူ့ရဲ့မကောင်းတဲ့စိတ်ဓာတ်သဘောတွေဟာကူးဆက်လာတာနော်အဲ့ဒီလိုကူးဆက်လာရင်စိတ်ဓာတ်တွေဟာလေတဖြည်းဖြည်းနဲ့ပြောင်းလဲလာတယ်ငါးဘုတ်ထုတ်တဲ့သမန်းရွက်ဟာငါးဘုတ်ဆိုနန်းလာပဲနောက်တခါကြီးမိုင်းမြတ်သမန်းရွက်ရဲ့ဘူရင်းမှာတော့ငါးဘုတ်နဲ့ပါဘူးမပါဘူးဒါပေမဲ့ဘာကိုထုတ်လိုက်လို့ငါးဘုတ်နဲ့နန်းသွားတာလဲငါးဘုတ်ကိုထုတ်လိုက်လို့ငါးဘုတ်နဲ့နန်းသွားတာသမန်းရွက်ရဲ့ဘူရင်းမှာဆက်စုပ်เสียမရှိပေမဲ့လို့ငါးဘုတ်ကိုထုတ်ထားတဲ့အခါမှာတော့အဲ့ဒီသမန်းရွက်တွေလည်းပဲဆက်စုပ်เสียဖြစ်သွားတယ်ဒါကြောင့်သူတော်ကောင်းကြီးတွေကသူယုံမှနဲ့ပေါင်းသိရခြင်းဟာလာစုပက္ခမှာထွက်လာတဲ့လလူပဲတဲ့တဖြည်းဖြည်းနဲ့ဆုပ်ယုပ်သွားမယ်လူငယ်တွေတတိထားရမယ်နော်အေးလူတွေရဲ့သဘောဟာအတူပုံမှုအင်မတန်မြင်တဲ့သဘောရှိအခုလည်းပဲဒီမေဃတုလင်ကဖြစ်လာတဲ့ယသိဟာရည်ရွယ်ချက်ကောင်းကောင်းနဲ့ဘုရားလောင်းသားကိုရှင်းကပ်ခဲ့တာတော့မှန်တယ်ခုပါလေစိတ်သက်တွေတဖြည်းဖြည်းနဲ့ပြည့်စည်လာတဲ့ဖောက်ပြန်တာနောက်ဆုံးဘယ်လိုဖြစ်လာတော့ဆိုတော့အဲ့ဒီယသိရဲ့နောက်ကိုလိုက်သွားတာလိုက်သွားပြီးတော့နောက်တော့အဲ့ဒီယသိနဲ့လည်းပြန်စီပေါင်းလို့မရတော့စိတ်သက်တွေပြည့်ပြားပြီးတော့လူထွက်သွားတာဗျာနော်အဲ့ဒီလိုလူထွက်သွားတော့လူဘဝမှာသူ့အမေနဲ့အတူတူနေရင်နဲ့အဲ့ဒီမှာတခါတည်းစိတ်သက်တွေနေပြီးတော့နောက်တော့အယက်သမားလုံးလုံးဖြစ်သွားတယ်ဟုတ်အေးလိုက်တဖြည်းဖြည်းနဲ့မဖြစ်သွားနဲ့ဆိုးရုပ်သွားတယ်ပြည့်စည်သွားတယ်အဲ့ဒီနောက်တင်ပြည့်စည်လို့အားမရတော့ပင်ကိုမကောင်းတဲ့စိတ်သက်တွေရှိနေတဲ့အထဲမှာအယက်သေးတာနဲ့ပေါင်းပြီးတော့လေဇာတူတွေမကောင်းတာတွေကဖြစ်သွားတယ်အဲ့ဒါဒီနေ့တော့ဝမ်းနည်းစရာကောင်းတာကဘာလဲဆိုတော့သူ့အမေနဲ့စကားများပြီးတော့အယက်မူးပြီးတော့သူ့အမေကိုသူကိုယ်တိုင်နဲ့တက်ရက်နေတယ်တဲ့ပေးတဲ့ရင်ဘုရားလောင်းကိုပြီးပြီးတော့ယဟန္တာဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်လူယုံမှတယောက်နဲ့ပေါင်းမိတာတဲ့ဘဝဟာကြပြောင်းဝင်အားလုံးဖြစ်သွားတယ်ဟုတ်လားအေးအဲ့ဒါသူ့အမေကိုတတ်မိပြီဆိုတော့မာဓုကာရကကံကြီးထိုက်တဲ့အတွက်ကြောင့်သေလဲသေရောအဝိဇ္ဇငရေကြီးကိုဆောင်းရတာဟုတ်လားအဲ့ဒီလိုနဲ့ငရေကတော့ဘဝလေးမြင့်ကြီးနှိမ့်ကြီးဆုံးကြီးဆန်းကြီးအဲ့ဒါလိုနဲ့လေးသိမ့်ချင်းတဲ့ကဘာတသိမ့်သူတန်နေရာထဲမှာမျောနေတာဒါပေမဲ့တစ်ချိန်လုံးကသူတော်ကောင်းကိုတန်ဖိုးထားတဲ့စိတ်ဓာတ်ကလေးကတော့သူ့တန်တန်မှာအစင်တော့ကိန်းနေတာလေးတော့ရှိနေတယ်အဲ့ဒါလေးကလည်းပဲမပြတ်မစီရှိနေပါလေနော်ဒီကကြီးမကြီးရအေးအဲ့ဒါလိုနဲ့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီး
ဘာဝိညုတဉာဏ်ရလို့လောကကြီးရဲ့အထုသိကိုရောက်ပြီဆိုတော့သူကဘယ်မှာသွားဖြစ်နေလို့ဆိုတော့သမုဒ္ဒရာထဲမှာအင်မတန်ကြီးတဲ့ငါးကြီးတွေပေါ်သွားဖြစ်နေတာလေဟုတ်လားအဲ့ဒီငါးကြီးဖြစ်နေတော့ဒီနေ့တော့လေကလေးတစ်စင်းလူတွေတင်ပြီးတော့အဲ့ဒီလိုတခါနဲ့လေကလေးတော်လာတော့ဒီဟာကိုသူကအစားထင်းပြီးတော့အဲ့ဒီငါးကြီးကလိုက်အဲ့ဒီလေကိုလိုက်တဲ့အခါကျတော့တေဝမှာမာတဲ့လူတွေကမြတ်စွာဘုရားရဲ့တတိတာဝကတွေဖြစ်နေလို့ဟိုဂေါရမဘုရားကေတော်မူပါလို့အဲ့ဒါလိုអော်ရတာလေနော်အဲ့ဒီလိုဂေါရမဘုရားကေတော်မူပါဆိုတဲ့စကားသံကငါးကြီးကကြားတယ်ကျတော့ဒီဂေါရမဆိုတဲ့စကားသံဟာသူ့နားထဲမှာပဲ့နေတယ်ဒါငါရဲ့တစ်ချိန်လုံးကတငယ်ချင်းပဲငါရဲ့မိတ်ဆွေငါရဲ့မိတ်ဆွေဖရာတော်ဖြစ်နေမှာကိုနော်အဲ့ဒါနဲ့မိတ်ဆွေကိုလွမ်းဆွတ်တဲ့စိတ်သူ့ကိုယ်သူမကြည်နဲ့တဲ့စိတ်ဝမ်းနေတဲ့စိတ်ဒါတွေတွန်းမှုပြီးတော့အဲ့ဒီငါးကြီးဟာသေဆုံးသွားတယ်သေဆုံးသွားတဲ့ဦးဇင်းတို့ဘာလဲမသိကြီးပါလေသူဟာလူတယ်လေးတရားကလေးလေးတရားလာဖြစ်ပြီးတော့သူဘုရားရဲ့စိတ်နဲ့သိရတဲ့အတွက်ကြောင့်မြတ်စွာဘုရားကြီးကိုကြမ်းဖန်ပြီးတော့သူရောက်လာတာပဲရောက်လာတော့မြတ်စွာဘုရားကြီးမှာတာမဏေဝတ်ပြီးတော့ခုနှစ်နှစ်သားနဲ့ယဟန္တာဖြစ်ဟုတ်လားတခါကြီးမိုင်းမြတ်အဲ့ဒါဓမ္မရုရှိရမတည်ဆိုပြီးတော့နောက်တစ်ချိန်မှာသင်ကြားတယ်အဲ့ဒါသူ့ကိုယ်သူပြန်ပြောတယ်သူ့ရဲ့ဘဝဇာတ်ကြောင်းကိုကောက်ကြောင်းလေးဆွဲကြည့်လိုက်ရင်သူတော်ကောင်းနဲ့ပေါင်းရတဲ့အကျိုးကဘယ်သို့ဟုတ်လားသူရုံမှနဲ့တည်ငါတွေးလိုက်တာကဘယ်ပုံသဘောပေါက်လို့ရတယ်မဟုတ်လားတခါကြီးမိုင်းမြတ်ဒါကြောင့်သူတော်ကောင်းဆိုတာတကြီးတစ်ခါမြတ်တွေးလိုက်ရတာနဲ့ပဲအဲ့ဒီတွေးဆုံမှုလေးကမိမိကိုအကျိုးများအောင်စောင့်ရှောက်နိုင်တယ်ဟုတ်လားဒါကြောင့်သူတော်ကောင်းကိုပေါင်းသိရခြင်းပြီးအများကြီးအကျိုးကျေးဇူးရှိတယ်လို့မြတ်စွာဘုရားကပြောခဲ့တာဟုတ်လားဒါကြောင့်အကျိုးကျေးဇူးတရားတွေဖြစ်ထွန်းနေကြတဲ့ပုဂ္ဂိုလ်တွေနံပါတ်1သူတော်ကောင်းကိုပေါင်းသိရမယ်ဟုတ်ပြီ